Hallelujah ဖျားရှင်ကောင်းမြတ်ပါတယ်တန်တရားတွေနဲ့ပဲဖျားတခင်စီတိုးဝင်နေတော့လားမိတ်ဆွေကျမ်းစာတစ်ချက်ကြည့်ကြရအောင်ရှင်ယောဟန်ပထမစာဆောင်အခန်းကြီး1အငယ်15ကနေ19ထိဖတ်ချင်ပါတယ်လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့လောကကိုချစ်တော်သူမိဒီကခမဲတော်ကိုချစ်ခြင်းမြတ်တာမရှိလောက၌ရှိသောအရာတီးဟုသောကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မှတ်ခြင်းသည်၍သွားကွယ်ပြောက်တတ်၏ဘုရားသခင်အလိုတော်နှင့်အညီကျင့်တော်သူမူကားနေဆထာဝရတည်၏လို့ကျမ်းစာကပေါ်ပြထားတာဖြစ်ပါတယ်ဒီကျမ်းချက်ကဆိုရင်တော့ယောဟန်ကစိတ်နှခွဖြစ်နေတဲ့ယုံကြည်သူတွေကိုတွင်တင်နေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီကျမ်းချက်မှာပါတဲ့လောကဆိုတာကဂရိပါဒအရာဆိုရင်စာရန်ရဲ့အတော်အလားစာရန်ရဲ့လမ်းစဉ်ဆိုအတိတ်ပဲရပါတယ်အဲ့ဒီအချိန်မှာယုံကြည်သူတွေကစာရန်ရဲ့လမ်းစဉ်တွေမှာပျော်ပါအသက်ရှင်နေကြပြီးတော့တစ်ဖက်မှာလည်းဘုရားသခင်ကိုလည်းအယံချစ်ပါတယ်လို့နှုတ်နဲ့ဝန်ခံနေခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်အငယ်16မှာဆိုရင်တော့ယောဟန်ကရှင်းရှင်းလင်းလင်းပြောခဲ့တယ်မင်းတို့တွေကဖယားရဲ့တမန်တရားလမ်းထက်စာတန်ရဲ့လမ်းစဉ်တွေကိုလိုက်ရှောက်နေကြတယ်လို့ပြင်းပြင်းထန်ထန်ဆုံးမခဲ့တာဖြစ်ပါတယ်လောကီတတ်မှတ်ခြင်းရဲ့အဆုံးကဆုံးရှုံးခြင်းဖြစ်ပြီးတော့ဘုရားရဲ့အလိုတော်ကိုလိုက်ရှောက်အသက်ရှင်မယ်ဆိုရင်တော့ထာဝရအသက်ရှင်ခွင့်ရမယ်လို့ရှင်ယောဟန်ကဆုံးမခဲ့တာကိုကျွန်တော်တို့တွေ့ရမှာပါဒီအကြောင်းအရာတွေကိုဆင်ခြင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အသက်တာတွေဘလို့များဖြစ်နေကြလဲဘုရားရဲ့လမ်းထက်စာတန်ရဲ့လမ်းစဉ်တွေကိုပဲရွေးချယ်မိနေကြပြီလားကျွန်တော်အသက်တာတွေထဲမှာစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့စူးစမ်းလှုပ်ဆောင်ခြင်းကလောကကိုတတ်မှတ်တာမဟုတ်ပါဘူးလောကကိုတတ်မှတ်တယ်ဆိုတာကဘုရားရဲ့အလိုတော်ကိုလုံးဝစွန့်ပစ်ပြီးတော့မိမိရဲ့အလိုအတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းကိုပြောခြင်းဖြစ်ပါတယ်လောကီရေးရာကိုပဲဦးစားပေးတတ်တဲ့ယုံကြည်သူတွေရဲ့အသက်တာမှာတန်တရားတွေနဲ့ပဲပြည့်နေနေတတ်ပါတယ်မိတ်ဆွေဘုရားသခင်ကိုအပြည့်အဝယုံကြည်ဖို့သူတို့ဘယ်တော့မှမကြိုးစားကြအောင်ဒါကြောင့်ဘုရားသခင်ကိုတန်တရားထားတတ်တဲ့သူတွေမှာဘယ်တော့မှငြိမ်သက်ခြင်းမရှိပါဘူးဘုရားကိုတန်တရားရှိတဲ့သူတွေကဝိညာဉ်ရေးပိုင်းဆိုင်ရာမှာမျက်စိဆွေကြတယ်စတူရဲ့မျက်စိတစ်လုံးကနှုတ်ကပတ်တော်တွေကိုကြည့်ရှုပြီးတော့ကျန်တဲ့တစ်ဖက်ကလောကအရာတွေကိုကြည့်ပြီးတော့စိတ်ပူနေတတ်တာဖြစ်ပါတယ်ဒံယေလအနာဂတ်ကျမ်းအခန်းကြီး3မှာကြည့်မယ်ဆိုရင်တော့အားလုံးသိကြတဲ့ရှာဒရက်မေရှက်ပိတနေဂေါတို့ရဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်လူငယ်လေးတွေဖြစ်ကြတဲ့ဒီရှာဒရက်မေရှက်ပိတနေဂေါတို့ကဆိုရင်တော့ဘာဘူးလို့တိုင်းပြည်ကြီးနေဗုခဒ်နေဇာမင်းကြီးကအဲ့ဒီချိန်မှာရွှေရုပ်တုကိုထုလုပ်ပြီးတော့အဲ့ဒီရွှေရုပ်တုကြီးရဲ့ရှေ့မှာတိုင်းပြည်ရဲ့ဝန်ကြီးတွေနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေအားလုံးကပြည့်ဝတ်ပြီးတော့အဲရုပ်တုကိုကိုးကွယ်ဖို့ရန်အတွက်နေဗုခဒ်နေဇာမင်းကြီးကစီစဉ်ခဲ့တာဖြစ်ပါတယ်မကိုးကွယ်တဲ့သူတွေရှိမယ်ဆိုရင်အဲ့ဒီလူတွေကိုမိရန်ထဲကိုပစ်ချဖို့အမိန့်ထုတ်ပြန်လိုက်တယ်ဒါပေမဲ့လူငယ်လေးတွေဖြစ်ကြတဲ့ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေကြတဲ့ရှာဒရက်မေရှက်အဗေဒနေဂေါတို့ဟာဆိုရင်တော့မကိုးကွယ်နိုင်ကြောင်းပြက်ပြက်သားသားညှင်းဆန်ခဲ့ကြတယ်ကျမ်းစာကိုကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ရှာဒရက်မေရှက်အဗေဒနေဂေါတို့ကဘယ်လောက်ထိညှင်းဆန်ခဲ့လဲဆိုရင်တော့ရှာဒရက်မေရှက်အဗေဒနေဂေါတို့ကလည်းအရှင်မင်းကြီးနေဗုခဒ်နေဇာကျွန်တော်တို့ဒီအမှု၌ပြန်လျှောက်ရမည်အကြောင်းမရှိပါပေါ်ပြထားတာဖြစ်တယ်ဆိုတော့သူတို့တွေကမကိုးကွယ်နိုင်ဘူးလို့ပေါ်ပြထားတဲ့အရာကိုပြက်ပြက်သားသားပြန်လဲပြီးတော့ပြန်လျှောက်เสียတော့မလိုဘူးဆိုပြီးမှညှင်းဆန်ခဲ့တဲ့အရာကိုတွေ့ရတယ်အငယ်၁၉မှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကိုးကွယ်တော်ဘုရားသခင်ဒီမီးလောင်လျက်ရှိတော်မီးဖို့တဲကကျွန်ုပ်ကိုကယ်လွတ်နိုင်တော်မူ၏ကိုတော်ဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်လို့ပေါ်ပြထားတာပဲဖြစ်ပါတယ်ဆိုဒီလိုမင်းကြီးကအယမ်းစိတ်တူပြီးတော့မိကိုခုနှစ်ဆပြင်းအောင်လှုပ်ခိုင်းပြီးတော့ရှာဒရက်မေရှက်အဗေဒနေဂေါတို့ရဲ့လက်တွေကိုကျိုးနဲ့တုပ်ပြီးတော့မိအိုင်ထဲပစ်ချခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့မိအိုင်ထဲပစ်ချလိုက်ပေမဲ့ဘုရားသခင်ကထူးခြားစွာနဲ့သူတို့နဲ့အတူရှိပြီးတော့မိအိုင်ထဲကနေလွတ်မြောက်ခဲ့ကြတာဖြစ်တယ်သူတို့ရဲ့လွတ်မြောက်ခဲ့ခြင်းကိုကြည့်မယ်ဆိုရင်သူတို့ရဲ့သက်ဆွမ်းနိုင်ခြင်းသူတို့ရဲ့ကြိုးစားခြင်းကြောင့်လုံးဝမဟုတ်ပါဘူးဘုရားသခင်ရဲ့တတ်နိုင်ခြင်းကိုသူတို့တွေကတန်တရားလုံးမရှိဘဲနဲ့စက္ကန့်အနံခဲ့လို့ပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေချစ်သူခင်သူတွေကြားမှာတန်တရားဆိုတဲ့အရာကစုံစည်းဖို့မဖြစ်စေဘဲနဲ့ဝေးကွာစေဖို့ပဲဖြစ်စေပါတယ်ဒါကြောင့်ဘုရားသခင်နဲ့
ယုံကြည်သူတွေရဲ့ကြားမှာလည်းဒီတန်တရားအဆူတဲ့အရာကအမြဲနှောက်ယှက်နေတတ်တာကိုတတိထားဆင်ခြင်ဖို့လိုပါတယ်တုတ်တန်ချမ်းအခန်းကြီး3အငယ်9မှာပါပေါ်ပြထားလဲဆိုရင်တော့ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော့ကိုဉာဏ်ကိုအမိမပြုနဲ့တွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့သူပြုလင်တင်ဤလန်းခီကိုပဲ့ပြင်တော်မူလိမ့်မည်လို့ဂတိတော်ပေးထားသည့်အတိုင်းပဲတန်တရားမရှိပဲဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားတတ်သောအသက်တာတွေဖြစ်လာဖို့ခွန်အားပေးဝေမျှလိုက်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ